ကျမတို့တွေရဲ့နေ့စဉ်ဘဝမှာအနေနဲ့အများတော့စိတ်တွေလေလွင့်နေတဲ့အခိုက်အတန့်တွေကြုံမှုကြမှာပါလက်ရှိပိစုံပံကိုအာယုံဆိုင်ရမယ့်အစားမနှက်ဖြန်အတွက်လှုပ်ရှားတွေတွေးပူမိနေတာမျိုးပြီးတော့အတိတ်ကအကြောင်းအရာတွေကိုတစိမ့်စိမ့်ပြန်တွေးကြည့်နေတာမျိုးတွေဖြစ်တတ်ကြပါတယ်ကောင်းတဲ့အချက်ကတော့ဒီလိုမျိုးစိတ်တွေလွင်ပြီးတော့အတွေးတွေနဲ့ချဲတဲ့အခါမှာကိုယ့်ရဲ့ဖန်တီးမှုစွမ်းရည်ဒါမှမဟုတ်ရင်ပြဿနာအပေါ်မှာဖြေရှင်းနိုင်စွမ်းနေပြီးတော့စိတ်ကူးပုံဖော်မှုအားကောင်းတယ်လို့ပြောလို့ရပါတယ်မကောင်းတဲ့ဘက်ခြမ်းကကြည့်မယ်ဆိုရင်တော့အခုလိုမျိုးအလွန်မင်းစိတ်တွေလွင့်ပါနေခြင်းကကိုယ့်ရဲ့အနာဂတ်မှာတော့၎င်းဒါမှမဟုတ်ရင်အတိတ်မှာတော့၎င်းဖြစ်ပျက်ခဲ့တဲ့စိတ်မပျော်ရွှင်မှုတွေစိုးရိမ်ကြောင့်ကြမှုတွေနဲ့စိတ်အနှောက်အယှက်ဖြစ်စရာတွေကိုခဏခဏပြန်လဲတွေးတောမိနေခြင်းကစိတ်ပင်ပန်းမှုဖြစ်စေပါတယ်ဒါအပြင်လက်ရှိပိစုံပံမှာလည်းပဲအာယုံစူးစိုက်မှုစွမ်းရည်တွေကိုရောကြစေပါတယ်အဲ့လိုမျိုးအာယုံစူးစိုက်မှုကရှိတဲ့လောက်မရှိနေတာကြောင့်ကိုယ့်ရဲ့တနေ့တာလုပ်ငန်းဆောင်တာတွေမှာအထီးအခိုက်တွေရှိလာတတ်ပါတယ်ဒါကြောင့်လေလွင့်နေတဲ့စိတ်တွေကိုပိစုံပံကိုပြန်လည်ရောက်ရှိလာစေဖို့အတွက်ရိုးရှင်းပြီးလက်တွေ့အသုံးတည့်မဲ့နည်းလမ်းလေးတွေကိုပြောပြပေးခြင်းပါတယ်ပထမဆုံးအနေနဲ့ကိုယ်တိုင်စိတ်လွင့်နေပြီလို့သတိထားမိလိုက်တဲ့အချိန်မှာဒီຢာလေးတွေကိုလိုက်လုပ်ကြည့်ပါလဲလျောင်းနေထိုင်နေရကနေချက်ချင်းထားရက်လိုက်ပါပြီးတာနဲ့အကြောတွေဆန့်တာမျိုးတွေပြုလုပ်ကြည့်ပါပြီးရင်တော့ပြတင်းပေါက်လေးဖွင့်ပြီးလေကောင်းလေသန့်လေးကိုခဏတာရှူရှိုက်ကြည့်ပါမျက်လုံးကလေးမိတ်ပြီးတော့ကိုပိစုံပံမှာတည်ရှိနေတဲ့အကြောင်းပြန်ပြီးသတိပေးပါအသက်ရှူသွင်းခြင်းရှူထုတ်ခြင်းကိုလည်းတရားထိုင်တဲ့အခါမှာဝင်လေထွက်လေမှတ်သလိုပုံမှန်လေးဖြည်းဖြည်းမှန်မှန်ရှူသွင်းရှူထုတ်လုပ်ပေးပါဒါနဲ့မလုံလောက်သေးဘူးဆိုရင်တော့ရေအေးအေးလေးနဲ့မျက်နှာတည်ကြည့်ပါအဲ့လိုမျိုးအေးအေးတက်နဲ့အာယုံခံနိုင်စွမ်းတွေကိုလှုံ့ဆော်တဲ့အခါမှာပြန့်လွင့်နေတဲ့စိတ်တွေကိုပိစုံပံမှုရောက်စေဖို့အတွက်တွန်းပို့စေပါတယ်နောက်ထပ်ဥပမာတစ်ခုကတော့ရေနွေးထည့်ရတဲ့ဖန်ခွက်ကိုကိုယ့်ရဲ့လက်နဲ့ထိတွေ့ပြီးတော့အဲဒီကအပူဓာတ်ကိုခံစားရတာမျိုးပြီးတော့ရေနွေးငွေ့ကလာတဲ့အငွေ့နဲ့မျက်လုံးကလေးတစ်ဝိုက်အနွေးတက်ရတာကအစအဲ့လိုမျိုးအာယုံခံနိုင်စွမ်းအသေးစိတ်တွေကိုသတိနဲ့ကြည့်ပြီးတော့ပိစုံပံမှာရှိနေတဲ့အကြောင်းကိုသတိပေးပါဒီလောက်ဆိုရင်တော့ကိုယ့်ရဲ့စိတ်တွေကပိစုံပံမှာအတန်အသင့်ရှိနေလောက်ပါပြီပြီးရင်တော့ကိုယ်တိုင်လုပ်ရမယ့်အလုပ်တွေကိုတစ်ခုချင်းစီအသေးစိတ်ချရေးပါချရေးပြီးသားလှုပ်ဆောင်ရမယ့်အရာတွေကိုတစ်ခုချင်းစီပြီးမြဖို့အတွက်ကိုစီကံလေးသတ်မှတ်ပြီးတော့လှုပ်ဆောင်ပါဥပမာအဖြစ်မိနစ်20-25မိနစ်လောက်အလုပ်လုပ်ပြီးတာနဲ့5မိနစ်ခန့်နားတာမျိုးအထူးသဖြင့်တော့အာယုံထွေပြားစေမယ့်အရာတွေကိုဖယ်ရှားပစ်တာမျိုးဥပမာအဖြစ်ဆိုရှယ်မီဒီယာသုံးတာမျိုးဖြစ်နိုင်ရင်တော့ကိုယ့်ရဲ့ဖုန်းကိုမမြင်ရတဲ့နေရာမှာထားရင်တော့၎င်းဒါမှမဟုတ်ရင်အင်တာနက်ခဏပိတ်ထားပြီးတော့အဲ့ဒီ20မိနစ်25မိနစ်အတွင်းမှာလုပ်ဆရာရှိတာကိုပဲဒီဇိုင်းမတ်လုပ်ကြည့်ပါဒါအပြင်အလုံးလုံးနေစဉ်တော်တွင်မှာလည်းပဲအာယုံခံမှုအားကောင်းစေတဲ့တခြင်းတန်အေးလေးတွေကိုဖွင့်ထားပေးတာမျိုးအမွှေးရနှမ်းပါတဲ့ဖျောင်းနိုင်လေးထွန်းထားပေးတာမျိုးပြီးတော့ stress ball လို့ခေါ်တဲ့စိတ်ဖိစီးမှုလျှော့ချစေတဲ့ဘောလုံးလေးကိုခိုင်နှာပေးခြင်းအဖြစ်လဲကိုယ့်ရဲ့အာယုံစူးစိုက်မှုတွေကိုတနေရာထဲမှာထိန်းထားပေးပါတယ်ထပ်ပြီးတော့ဖြစ်ဆွဲချင်တာကတော့ကိုယ်တိုင်စိတ်ရှုပ်နေတဲ့အခါမှာခုလိုမျိုးစိတ်လေလွင်ခြင်းတွေကပိုဖြစ်ရတာကြောင့်မို့လို့စိတ်ရှုပ်စေမယ့်အကြောင်းအရာတွေကိုခြာရေးတာမျိုးပြီးရင်ညဘက်တရားထိုင်တာမျိုးတွေပြုလုပ်ပေးပါဒီ
လိုမျိုးပြုလုပ်ပေးခြင်းတွေကစိတ်ထဲမှာရှိတဲ့ရှုပ်ထွေးတွေကိုအတော်အသင်းရှင်းလင်းသွားစေပြီးတော့စိတ်အေးချမ်းစွာနဲ့အိပ်စက်နာယူနိုင်ပါတယ်အကယ်၍ရှေ့မှာဖော်ပြခဲ့တဲ့နည်းလမ်းလေးတွေအတိုင်းလိုက်လုပ်ကြည့်ပြရတော့မှအတွေးတွေကစက်တိုက်ပြန့်လွင့်နေမယ်ပြီးတော့စိတ်ပိုင်းဆိုင်ရာမငြိမ်မသက်ဖြစ်ပြီးတော့စိုးရိမ်ပူပန်မှုတွေနဲ့ပြည့်နေမယ်ဆိုရင်တော့ကိုယ့်ရဲ့အုံနောက်ကတစုံတရာဂရုစိုက်ဖို့လိုနေတဲ့အကြောင်းပြပြနေရဖြစ်ပါတယ်တကယ်လို့ဖြစ်လာခဲ့ရင်တော့စိတ်ပိုင်းဆိုင်ရာအထူးပြုဆရာဝန်နဲ့တိုင်ပင်ဆွေးနွေးသင့်ပါတယ်လို့အကြံပြုပေးရစီအမျိုးသမီးတိုင်းရဲ့ကျန်းမာရေးရာအလှပရေးရာတွေကိုအမြဲတင်ဆက်ပေးနေမှာမို့ဒီ page လေးကို like and follow လုပ်ခဲ့ပေးနော် See you in the next video. Bye.